လွတ်လပ်ရေးကတကယ်တော့မယူခဲ့သင့်ဘူးဗျအင်္ဂလိပ်ကပြောတယ်မင်းတို့ ready မဖြစ်သေးဘူးစောက်တော်သားတွေပေါ့ဗျာကျွန်တော်တကားနဲ့ပြောတယ်စောက်တော်သားတွေစောက်ကလေးမင်းတို့စောက်တော်သားတွေဖလားလုံးနေတဲ့ကောင်တွေငါတို့နှစ်တရာအုပ်ချုပ်တာတော့မင်းတို့ရင်ကျေးမလာသေးဘူးစောက်လူရိုင်းနေရမင်းတို့ဒီမိုကရေစီပေးလိုက်လို့ပဲငါတို့လွတ်လပ်ရေးပေးလိုက်မင်းတို့ငါးပါးမောက်မယ်ပြောမရဘူးပြောနားမလဲဇွတ်တွေသွားတောင်းတယ်မဟုတ်ဘူးတိုင်းနေအိုခဏတနာတာခဏတာသိပြီမလားမင်းတို့ ready မဖြစ်သေးဘူးမင်းတို့မှ135လား145လားကွာ I don't know mate မောင်မင်းတို့ time ကြီးကတိုင်းရင်သားလူမျိုးတွေရမ်းများပြီးမောင်မင်းတို့က ready မဖြစ်သေးဘူးတကန်ချီတို့လွတ်လပ်ရေးဖေးမယ် okay ဖေးမယ်အောင်ဆန်ဖြစ်လို့ကြိုင်ရင်နှောက်စိတ်ကိုထိန်ပေါ့အောင်ဆန်းစိတ်ကိုထိန် okay တနာတာဆင်ပြေမလားဟာလားအင်္ဂလန်ပြည်မှာနေလေဟေးတနာဥစ္စာတနာဩစတြေးလျလိုမျိုးတနာနေမှာတော်တော့ပမာဆိုတာတုတ်ပမာတွေကလွတ်လက်ချက်ကိုပြစ်တာပဲတို့ချင်တုတ်ပမာတွေကပြီးသူလည်းအသက်ခံရတယ်တိုင်းပြီလေပြီးရင်းစစ်စားတော့တာပဲ ready မဖြစ်သေးတာအဆောက်လူရိုင်းတတာဘယင်းနေဖလားလုပ်ပြီးဘယင်းနေကကိုချင်းချင်းမောင်နှမတွေယူတင်မဟိုအင်ဂျင်နီယာကနောင်မင်းသားကြီးတက်ပလိုက်တယ်ပြီးရောအဲ့လိုစောက်တလွဲဗမာဘယင်းနေအုပ်ချုပ်လာအနေပြီးအင်္ဂလိပ်ရောက်လာလို့post office port authority တို့ရန်ကုန်မှာတလားအင်္ဂလိပ်တွေတောက်လာတလားဘေးနေခင်ဗျားတို့အင်္ဂလိပ်တွေမုန်းတော့အဲ့စာတကြီးကိုမသွားဘူးလားအဲ့စာတကြီးဘာလို့ဆက်တုံးနေအင်္ဂလိပ်တွေမုန်းနေဆိုမျက်နှာဖြူတွေမုန်းနေဆိုဘာလို့သူတို့ရုံးနေမှာတက်နေရလဲဟမ်ရန်ကုန်တရားရုံးချုပ်ကြီးတရားရုံးကြီးလှလိုက်တာမှာမလားဘယ်နေတာမှာအဲ့အင်္ဂလိပ်တွေတောက်တကယ်စောက်ခဲ့တာလေခင်ဗျားတို့ပြသမ်းပါဦးဗမာအစိုးရတွေစောက်တဲ့တရားရုံးကြီးလို့ပြသမ်းပါဦးဗျဗမာလည်းပြပါဦးလှအာခီတက်ချာကဘာမှာလှစောက်အင်္ဂလိပ်တွေရောက်လာလို့ရုံးတို့ကနားတို့နဲ့ဖြစ်လာတဲ့လူမျိုးอ่ะအဲ့ဒါကြောင့်မပေးသေးတာမင်းတို့ ready မဖြစ်သေးဘူးမောင်မင်းတို့ ready မဖြစ်သေးဘူးတခင်ချီတို့တည်တယ်မောင်မင်းတို့ပညာမတတ်သေးဘူးတခင်ချီတို့တည်တယ်မောင်မင်းတို့နိုင်ငံကိုမစီမံတတ်သေးဘူးတခင်ချီတို့တည်တနာဒါရန်ဒီဘလာမောင်ကန်အမရဘူးတုတ်တွေကကြိုက်တော့ပေးလိုက်သေးရောအခုတည်း2023ထိမပေးရောအစရတတိမမှန်နဲ့တက်မလို့တတိမမှန်ဘူးတိုင်းသားတွေပေါ်မှာတတိစောက်ကျင်ရုပ်တဲ့စောက်ကျင်မမှန်လားစေတနာမမှန်ဘူးအဲ့ဒါကြောင့်ဘိုးကျောင်းတန်းလက်ထက်တွေကဖြစ်လိုက်တဲ့ပင်လုံစာချုပ်ကဘာဖြစ်လဲမွေးလက်ထက်ရောက်တော့21ရာစု yay fucking 21st century mate fucking 21st century yeah ပင်လုံနဲ့21ရာစုပင်လုံဘောလို့တခါလဲကျွန်တော်အဲ့ဒီပဲဘောလို့တိုင်းသားဒေတာပေါင်းတော့ကျွန်တော် stars တုံးလောက်တော့မရောက်ဘူးပဲနဲ့21ရာစုပင်လုံးဥဆောင်မတဲ့လားနေပါဗျာခမရတို့ငိမ့်ငိမ့်ဆွေးကျွန်တော်ခမရတွေကလူပဲမိုင်းလင်းထားတယ်ခမရတို့ငိမ့်ငိမ့်ဆွေးနွေးနေတဲ့ဘဲဥပုံစပွဲရဲ့အောက်က6တောက်တိုင်တွေကချစားနေတာ